ကောင်လေးတယောက်ဟာအပန်းဖြေရင်ထဲမှာဆူတောင်းပေးရဲ့ဆက်တလုံးကိုတွေ့ရှိခဲ့ပါတယ်သူကအရန်ဆက်စုကျင်တာနဲ့အကျွေးစိတ်တစ်စိတ်ထည့်ပြီးလူကြီးဖြစ်လာပါစေလို့ဆူတောင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဆူတောင်းပြည့်သွားပြီဖြစ်ကြောင်းစာသားပါတယ်ကပြားတစ်ခုဆက်ထဲကနေထွက်လာခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကအဲ့ဒီဆက်မှာလျှက်စစ်ပလက်ပေါက်ထိုးမထားတာကိုသတိထားမိသွားတဲ့အတွက်ဆူတောင်းပြည့်တယ်ဆိုတာကိုမယုံကြည်ခဲ့ပါဘူးအဲ့ဒီညကောင်လေးအိပ်ပျော်နေတဲ့အချိန်မှာအပြင်မှာမိုးတက်မုန်တိုင်းတွေကြပြီးမိုးချိန်တာလျှက်စီးလက်တာတွေဖြစ်ပေါ်ခဲ့ပါတယ်နောက်တနေ့မနက်ကောင်လေးရေချိုးခန်းထဲကိုလမ်းလျှောက်ဝင်သွားတဲ့အခါမှာတော့သူဟာအသက်20အရွယ်လူငယ်တယောက်ဖြစ်နေတာကိုတန့်စင်ကမ်းမှန်ထဲမှာတွေ့လိုက်ရပါတယ်သူကအိမ်မက်မက်နေတာပဲဖြစ်ရမယ်လို့တွေးမိခဲ့ပါတယ်ကောင်လေးဟာသူ့မျက်စိသူပုတ်ပြီးမှန်ကိုနောက်တစ်ကြိမ်ပြန်ကြည့်လိုက်တဲ့အခါမှာတော့သူဟာတကယ်ပဲလူကြီးတယောက်ဖြစ်သွားပြီဆိုတာကိုသိလိုက်ရပါတော့တယ်ဒါကြောင့်မနေ့ကဆူတောင်းဆက်ဟာတကယ်စွမ်းတာပဲလို့သူနားလည်သွားပါတယ်အဲ့ဒီနောက်မှာတော့သူဟာဘောင်းဘီကိုအမြန်ကောက်ဆွတ်လိုက်ပေမဲ့ဘောင်းဘီကအရန်သေးနေတာကိုတွေ့ရပါတယ်ဒါကြောင့်သူ့ဖေရဲ့ဘောင်းဘီကိုပဲအရင်ဆုံးဝတ်ဆင်လိုက်ရပြီးအပန်းဖြေရင်စီကိုဆက်ပြီးနဲ့အပြေးလွှားနှင်းသွားခဲ့ပါတယ်ဒါပေမဲ့သူရောက်သွားတဲ့အချိန်မှာတော့အပန်းဖြေရင်တစ်ခုလုံးဟာဘာမှမရှိတော့ပဲဗလာချင်းနေခဲ့ပါပြီသူ့မှာအိမ်ပြန်ပြီးအမေဖြစ်သူကိုအကျိုးအကြောင်းအကုန်ရှင်းပြဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူးဒါပေမဲ့အမေဖြစ်သူကတော့သူမရှိမှရှိနေတဲ့ဒီစိမ့်တက်လူစိမ့်ကြီးကိုမြင်မြင်ချင်းပဲဓာတ်တစ်ချောင်းကိုချက်ချင်းထုတ်ပြီးလိုက်လံမောင်းထုတ်ပါတော့တယ်ဒါကြောင့်သူလည်းအိမ်ကနေထွက်ပြေးခဲ့ရပါတယ်သူဟာကူညီပေးနိုင်မဲ့သူ့ရဲ့သူငယ်ချင်းစီကိုပဲကြောင်းထိတွားရောက်ရှာဖွေခဲ့ရပါတယ်ဒါပေမဲ့သူ့သူငယ်ချင်းကလည်းသူ့ကိုမယုံကြည်ပဲထွက်ပြေးဖို့ပဲစူးစမ်းနေခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ပဲတီးတဲ့တီးတန့်ကကိုကပ်ပြလိုက်မှသာသူငယ်ချင်းဖြစ်သူကသူ့ကိုယုံကြည်သွားပါတော့တယ်ဒါပေမဲ့ဒီတော့တွင်းမှာပဲသူ့မိဘတွေကရဲစခန်းကိုတိုင်ချက်ဖွင့်ထားပြီးဖြစ်တဲ့အတွက်အခုဆိုရင်သူဟာရာဇဝတ်မှုတန်တရားရှိသူဖြစ်သွားခဲ့ပါပြီသူနဲ့သူ့သူငယ်ချင်းဟာအမိုက်ပုံဟောင်းတစ်ခုထဲမှာပဲပေါအောင်နေခဲ့ရပါတယ်ဒါကရေရှိရှင်းနဲ့မဟုတ်တဲ့အတွက်သူတို့နှစ်ယောက်ဟာဆူတောင်းဆက်ကိုလိုက်ရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့တွေဂိမ်းဆိုင်တော်များများကိုတွားရောက်ရှာဖွေခဲ့ကြပေမဲ့ဆူတောင်းဆက်ကိုတော့ရှာမတွေ့ခဲ့ပါဘူးဒါကြောင့်သူဟာလူကြီးတယောက်အနေနဲ့ပဲကောင်းကောင်းမွန်မွန်ရှင်းတန်းနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနေ့မှာပဲသူဟာသတင်းစာထဲမှာကွန်ပျူတာအော်ပရေတာအလုပ်ကိုင်ကော်စာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်ဒါကြောင့်သူဟာကုမ္ပဏီကိုလူတွေ့စစ်ဆေးဖို့တွားခဲ့ပြီးသူ့မှာကွန်ပျူတာအတွေ့အကြုံ၄နှစ်ရှိတယ်လို့လိန်ညာပြောဆိုခဲ့ပါတယ်အင်တာဗျူးစစ်တဲ့သူကအရန်သဘောကျသွားပြီးသူ့ကိုချက်ချင်းပဲအလုပ်ခန့်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာနေ့တိုင်းအလုပ်ကိုကြိုးစားလုပ်ကင်ခဲ့ပါတယ်လစာထုတ်ရရောက်လာလို့ဒေါ်လာ200တန်လစာချက်လက်မှတ်ကိုမြင်လိုက်ရတဲ့အခါမှာတော့သူဟာအရန်ရင်ခုန်စိတ်လှုပ်ရှားပြီးအော်ဟစ်မိပါတော့တယ်နောက်တနေ့မှာတော့သူဟာအယုတ်ဆိုင်တစ်ဆိုင်ကိုတွားခဲ့ပါတယ်စီရီနေရဲ့အယုတ်မျိုးစုံကိုကြည့်ပြီးသူဟာကလေးတစ်ဘာဝအတိုင်းကလေးတွေနဲ့အတူဝင်ရောက်ဆော့ကစားပါတော့တယ်သူကစားလို့အရန်ပျော်နေတဲ့အချိန်မှာပဲအလုပ်ရှင်သူထေးကြီးကသူ့နားကိုရောက်လာခဲ့ပါတယ်တီးရတဲ့လောက်ကတော့အဲ့ဒီသူထေးကြီးဟာအယုတ်မျိုးရဲ့ထူးခြားချက်တွေကိုလေ့လာဖို့အတွက်အပတ်စဉ်အယုတ်ဆိုင်ကိုလာရောက်လေ့လာလေးရှိပါတယ်သူတို့နှစ်ယောက်ဟာအတူတူလမ်းလျှောက်ထွက်ခဲ့ကြပါတယ်သူကအယုတ်တွေနဲ့ပတ်သက်ပြီးသူ့ရဲ့ထူးခြားတဲ့အမြင်တွေကိုသူထေးကြီးနဲ့မျှဝေခဲ့ပြီးအယုတ်တော်များများအတွက်တိုးတက်ကောင်းမွန်အောင်ပြင်ဆင်ရမယ့်ချက်တွေကိုအကြံပြုခဲ့ပါတယ်အဲ့ဒီနောက်သူတို့ဟာဆန်နရာကင်းထားတဲ့ကျမ်းပြင်စီကိုလမ်းလျှောက်သွားခဲ့ကြပါတယ်ကစားခြင်းစိတ်ရှိနေတဲ့သူကဆန်နရာကလုတ်တွေပေါ်ကိုခုံပေါက်တိခတ်ခဲ့ပြီးသူထေးကြီးကလည်းသူ့နောက်ကနေလိုက်လံခုံပေါက်တိခတ်ခဲ့ပါတယ်သူတို့နှစ်ယောက်ဟာအယုတ်တွေကပေးတဲ့ပျော်ရွှင်မှုကိုအပြည့်အဝခံစားခဲ့ကြပါတယ်မကြခင်မှာပဲသူဟာကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်သူလုပ်ရမယ့်အလုပ်ကနေ့တိုင်းအယုတ်မျိုးစုံကိုစမ်းသပ်ဆော့ကစားကြည့်ဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့အချိန်တွေကုန်လွန်လာတာနဲ့အမျှသူဟာခန်းစားချက်ကင်းမဲ့နေတဲ့ရုံးဝန်ထမ်းတယောက်ဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်သူ့ရုံးခန်းထဲမှာစာရွက်စာတမ်းတွေအပုံလိုက်ကြီးဖြစ်နေခဲ့ပြီးသူ့ရဲ့သူငယ်ချင်းကိုလည်းဂယူးမဆိုင်နိုင်တော့ပဲပြစ်ပယ်ထားမိခဲ့ပါတယ်ဒီနေ့မှာတော့သူငယ်ချင်းဖြစ်သူကအပန်းဖြေရင်လက်မှတ်နှစ်ဆောင်ရလာခဲ့ပါတယ်သူကစိတ်လှုပ်ရှားစွာနဲ့ကုမ္ပဏီကိုရောက်လာခဲ့ပေမဲ့သူကတော့အလုပ်တွေအများများနေတဲ့အတွက်သူငယ်ချင်းကိုဂယူးမဆိုင်နိုင်ခဲ့ပါဘူးဒါကြောင့်သူငယ်ချင်းကဖုန်းလိုင်းကိုဖျက်တောက်လိုက်ပြီးသူ့ကိုယ်သူဘယ်သူလဲဆိုတာပြန်သတိထားမိဖို့ပြောခဲ့ပါတယ်ငါကမင်းထက်3လပဲပိုကြီးတာပါသူငယ်ချင်းရဲ့စကားကိုကြားပြီးနောက်သူဟာအရင်ကသူနေခဲ့တဲ့ရက်ကွက်စီကိုပြန်သွားခဲ့ပါတယ်ကလေးတွေကစားနေတာကိုသူမြင်ခဲ့ရပါတယ်ចောင်းသားတွေပွဲနှင်းတဲ့ပင်တပ်ပုံရိုက်နေတာကိုသူမြင်ခဲ့ရပါတယ်ကလေးဘဝဆိုတာဘလောက်တောင်အံ့သားစရာကောင်းပြီးလှပခဲ့တယ်လဲဆိုတာကိုသူနားလည်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဆူတောင်းဆက်ဟာသူ့ရှေ့ကိုထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါတယ်ဒီတစ်ချိန်မှာတော့သူဟာကလေးဘဝကိုပဲပြန်ရောက်ပါရစေလို့ဆူတောင်းလိုက်ပါတော့တယ်နောက်ဆုံးမှာတော့သူဟာတကယ်ကလေးဘဝကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်